တာကြီးထိတ်ဆုံးရောက်သွားပြီတာကြီးတို့ထိတ်ဆုံးရောက်သွားပြီရှော့ရှော့သွားတယ်တာကြီးတွေနော်ရှော့ရှော့သွားတယ်ဒါပေမဲ့ထိတ်ဆုံးရောက်သွားပြီတာရှက်ဝမ်းရောက်သွားပြီဝမ်းကြီးတွေ218မှတ်နဲ့ထိတ်ဆုံးရောက်သွားပြီတကယ်ချင်းတို့ကဲလက်ရှိမှာ NGZ တွေကိုတစ်ချက်ကြည့်ရမယ် on fire ဖြစ်နေတဲ့ K-point 9မှတ်နေလေးတစ်လုံးကျလာခဲ့ပြီနောက်နေခဲ့ player ကိုတော့ဒါ DBS နဲ့တော့ဆုံးသက်ပေးထားနောက်တဲ့ player တယောက်ကိုထပ်ပြီးအောင်ဒီပုံစံတိုင်းဆို NGZ တွေရှက်ဝမ်းကိုဖိကူးထိုင်မလားဘာတွေဖြစ်မလဲစောင့်ကြည့်ခြင်းစရာတော့ကောင်းနေခဲ့ပြီဗျာရန်ကုန် Galaxy ကို YG အနေနဲ့ eliminated ဖြစ်သွားခဲ့တော့ညာလေလက်ရှိချိန်မှာတော့ရှက်ဝမ်းမှာ217ဗျာနော်219မှတ်နဲ့218မှတ်နဲ့ထိတ်ဆုံးမှာတော့ရောက်နေတယ်တကယ်ချင်းတို့နော်ထိတ်ဆုံးမှာတော့ရှိနေတဲ့တာကြီးတွေနော် YG ထိတ်ဆုံးမှာရောက်နေတခုပဲဟော NGZ တွေကို show ရမယ်တာကြီးတို့NGZ မှတ်တွေတောက်လျှောက်ပေါင်းရမယ်ဆိုရင်တော့မပြောတတ်ဘူးရှိုးရမယ်ခေါင်းလေးထွက်နေတယ်တောက်လျှောက်ဖိပြီးတော့ကျိုးသားနေတယ်ဗျ damage တော့တောက်လျှောက်တော့ဝင်နေခဲ့ပြီ body shot တွေရောက်နေ14မှတ်ရနေပြီနော်14မှတ်ရနေ NGZ ချစ်ကဲစားဝိုင်းနော် NGZ ချစ်ကဲစားဝိုင်းငါတို့ရောက်နေ NGZ ချစ်ကဲစားဝိုင်းငါတို့ရှက်ဝမ်းရောက်သွားနိုင်ကြတော့များတယ်နော်ဒါကြီးတို့ဘလို့ထင်းလဲဒါကြီးတို့ချင်းတွေကိုစောင့်ကြည့်ရမယ်လောဆယ်မှာတော့217နဲ့ငါတို့ကထိတ်ဆုံးပါနော် CSU တွေအသင်းကတော့3သိန်းပဲကြံတယ် NGC CSU မဟုတ်ဘူးဗျချစ်ကန်ရဖို့များတယ်4 man live ကြီးတာကြီးတို့ရဲ့ GFS က2 man CSU က3 man NGCF နေကြီး20ကြလာတယ်ရှက်ကိုနေကိုတော့ရှောင်းပြထားတယ်အားရောက်15မှတ်တည်းရောက်ရင်ဒုက္ခပဲအားရောက်ရင်1ကြီးကရှက်တူးဖြစ်သွားဟုတ်တယ်ရောက်ရင်ခုံပြောင်းပြီးပါတီးသွားတာရောက်ရင်ဟုတ်နေတာposition ကောင်းသွားတာတဲ့နော်ဟုတ်နေတယ်သားကြီးတွေဟမ်ဟုတ်နေပါပြီလို့သားကြီးတွေရောက်ရင်ဟုတ်နေပါပြီသားကြီးတွေဟုတ်နေပြီကောင်းအောင်လို့